Hello ဒီကနေ့မှာတော့တက်ခွက်တဲ့နဲ့ထမင်းမိန်စင်မဲငပြောဘူးကြော်နေလေးကိုကြော်ပြပေးသွားပါမယ်ပထမဆုံးအနေနဲ့ငပြောဘူးဘက်အရင်လေးတွေကိုဖဲထုတ်ပေးရပါမယ်ရင်းနာလေးတွေဖဲပြီးပြီဆိုရင်တော့ထိတ်လေးကိုအခုလိုမျိုးလေးလီးပေးရပါမယ်ပြီးရင်တော့ရေတစ်ချက်ဆေးမယ်ငပြောဘူးကိုနှစ်ချမ်းချမ်းပြီးတော့ပပလေးတွေလီးထားပေးရပါမယ်အခုလိုမျိုးပပလီးပြီးတာနဲ့ငပြောဘူးလေးတွေကိုစားရည်လေးနဲ့တစ်ချက်ဆေးထားပေးရပါမယ်အခုလိုမျိုးစားရည်လေးနဲ့တန့်စင်အောင်ဆေးပြီးပြီဆိုရင်တော့စကားထဲမှာစစ်ပြီးတော့ထားရပါမယ်ငပြောဘူးကြော်နဲ့အလိုက်ဖက်ဆုံးကတော့ခရမ်းချင်သီးနဲ့ငါးချက်လေးပါခရမ်းချင်သီးနဲ့ငါးချက်လေးကတော့ချက်နေလေးမပြတော့ဘူးပေါ့နော်ဒီငပြောဘူးတစ်စိတ်ကိုတော့နောက်နေ့မှငပိရကျိုးနဲ့တို့မယ်ဆိုပြီးတော့ပေါ့နော်ဒါမမဲအောင်လို့တင်ထားတာပါကျမရေခဲတစ်တာထဲမှာတိတ်မှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီငပြောဘူးကိုမမဲအောင်လို့ပေါ့နော်အပေါ်ရန်နေပြီးတော့စားလေးတွေနဲ့လူထားပေးပါတယ်ပြီးရင်တော့ဘူးလေးနဲ့တေချာလေးကိုအုပ်ပြီးတော့ရေခဲတစ်တာထဲမှာထည့်ပြီးတော့တင်ထားပါတယ်ဒီငပြောဘူးကမဲမသွားဘူးပေါ့နော်ကိုစားကျင်တဲ့အချိန်ကျမှထုတ်ပြီးတော့ချက်စားလို့လည်းရပါတယ်ပြုတ်စားလို့လည်းရပါတယ်မပြောဘူးကြော်ဖို့အတွက်ဒဲအိုလေးကိုစီနှင်းငယ်ထည့်ပါမယ်စီပူလာပြီဆိုတာနဲ့အခုနအသင့်ပြင်ထားတဲ့မပြောဘူးလေးတွေကိုထည့်ပါမယ်ဒီနေရာမှာကျမတော့ကြက်သွန်ဖြူကြက်သွန်နေတွေကိုစီမတက်ဘူးပေါ့နော်တယောက်နဲ့တယောက်ကတော့လှုပ်ရှားတာချင်းရတော့တူချင်မှတူမှာပါပြီးရင်တော့ဆနွေးရဲ့စားအချိုမုတ်အရသာမုတ်နဲ့ပစုံကြောက်မုတ်လေးတွေကိုလည်းထည့်ပေးပါမယ်ငပြောဘူးလေးတွေနုံးလာတဲ့အထိကိုတမအောင်မွေပြီးတော့လုံးထားပေးရပါမယ်ငပြောဘူးလေးတွေကိုနူးနက်နက်လေးဖြစ်အောင်လို့ရေလေးနှဲငယ်ထည့်ပြီးတော့အဖုံးလေးပြန်အုပ်ထားပေးပါမယ်ရေလေးလည်းနည်းနည်းခန်းလာပြီဆိုရင်တော့အယောင်တင်မုတ်လေးနည်းနည်းထည့်ပေးလိုက်ပါတယ်ငရုတ်သီးစိတ်မုတ်ကိုနောက်ဆုံးမှထည့်လို့စိမ့်စော်နှံမယ်လို့မထင်ပါနဲ့လုံးဝကိုမနှံပါဘူးနော်ဒါကတော့ဟင်းချက်ရင်မြီးမကျင်တဲ့ကျမအိုတကြီးပါဟင်းနံလေးကမွေးပြီးတော့တကယ်ကိုမှဆဲချင်းစရာဖြစ်လာခဲ့ပါပြီမမဲဝါတဲ့အထူးကအားသာချက်ကတော့ဒါသူကစားလေးနဲ့စိန်ထားလို့ပေါ့နော်စားလေးနဲ့ပြင်ဆင်ထားကျမရဲ့ငပြောဘူးကြော်လေးကိုကြည့်ပေါ့နော်လုံးဝကိုမဲမသွားပဲနဲ့တကယ်ကိုမှဝဝဝင်းဝင်းနဲ့ရွှေရောင်လေးကိုကြားနေတာပဲနောက်ဆုံးမှာတော့ငရုတ်သီးစိမ့်နဲ့နန္ဒမင်းလေးထည့်လိုက်ပါမယ်ဒီနေရာမှာကိုကြိုက်တဲ့အမွေးနှံ့တာရွက်လေးတွေကိုလည်းထည့်လို့ရပါတယ်ဥပမာပင်စိမ့်ရှမ်းနံနံဇီယာအရွက်လေးတွေလည်းကိုကြိုက်နှစ်သက်ရာထည့်ပေးလို့ရပါတယ်တေချာလေးကိုတမအောင်မွေးပြီးဆိုရင်တော့ဖြစ်တကယ်ကိုမှအရသာရှိပြီးအနံ့မွေးတဲ့ငပြောဘူးကြော်ဝဝဝင်းဝင်းလေးကိုရရှိပါပြီနောက်ဆုံးအနေနဲ့အကြော်ပဲဖြစ်ဖြစ်အတုပ်ပဲဖြစ်ဖြစ်မပါမဖြစ်တဲ့စက်သွန်နီကြော်လေးနဲ့အုပ်ပေးလိုက်ပါတယ်ကျမရဲ့ vlog လေးကတော့ဒီလောက်ပါပဲရှင်နောက် vlog ဒီမှာပြန်တွေ့ပါမယ်အားလုံးကိုတတာ